အခုချိန်မှာနီလန်းတွေကိုမတွေ့သေးတာလေးကြောင်းနဲ့အိမ်မက်တွေကိုမစွန့်လွှတ်လိုက်ပါနဲ့ကျွန်တော်တို့တွေဟာခဏခဏတွေးတတ်ကြပါတယ်ဘာလို့ငါတို့လိုမွေးဖွားမလာရတာလဲရွှေဘုံငွေဘုံပေါ်မှာဘာလို့မကြည်ပြင်းလာရတာလဲပေါ့ဒါပေမဲ့ဘယ်တော့မှမမေ့ပါနဲ့ကျွန်တော်တို့ကမွေးဖွားလာခြင်းကိုရွေးချယ်ခွင့်မရှိပေမဲ့အိမ်မက်တွေရဲ့နောက်ကိုတော့ကျွန်တော်တို့အားလုံးလိုက်ပိုက်ခွင့်ရှိပါတယ်ကျွန်တော်တို့နဲ့တင့်တော်ဆုံးနေရာနဲ့ကျွန်တော်တို့လှုပ်ရှင်ဆုံးအရာကိုရှာဖွေနိုင်ဖို့ပဲလိုတာပါအဲ့ဒီတော့အကောင်းဆုံးနည်းလမ်းကအရင်ဆုံးလက်တွေ့လှုပ်ဆောင်နိုင်ဖို့မဟုတ်ပါဘူးတင်ကိုယ်တိုင်ပန်းနိုင်စီကိုတွားရမယ့်လမ်းကိုမြင်အောင်ကြည့်နိုင်ဖို့ပဲဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တင်ဘယ်ကနေလာလဲဆိုတာကဘဝမှာရေးမကြည့်ပါဘူးတကယ်ရေးကြည့်တာကတင်ဘယ်နေရာကိုတွားနေလဲဆိုတာမှတကယ်ရေးကြည့်တာပါ